feather stitch အားလုံးပဲမင်္ဂလာပါဒီတစ်ခါအမက feather stitch ထိုးနည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ feather stitch ကကြတော့အပေါ်ကဒီ bud stitch တို့ fly stitch တို့ ਨੇ သဘောတရားချင်းတူတူပဲဒီကနေပြီးပေါက်ဖွာလာတဲ့နည်းတစ်ခုပဲပေါ့နော်အဲ့တော့ပထမပိုင်းအတိုင်းပဲဟိုဘက်ဒီဘက်ဘဲညာ point နှစ်ခုထိုးမယ်ပြီးရင်ကြိုးလေးကိုနည်းနည်းချန်ထားပြီးတော့အမတို့ဒီအလဲကောင်စန်တာနေပြန်ထွက်လာတဲ့ချွန်နေတဲ့နေရာကိုအပြန်ထုတ်မယ်ပထမကြိုးချိတ်လိုက်မယ်ပေါ့နော်ချိတ်လိုက်ပြီးရင်ဒီတစ်ခေါက်မှာကြတော့မတို့ကသူ့ကိုအောက်ကိုစိုက်ပြီးတော့ချုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့မတို့ဘဲညာထိုးနီးအတိုင်းပဲပြန်ထိုးပြီးတော့ရှက်သွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာမြင်တဲ့အတိုင်းမတို့ဘဲညာထိုးပြီးရင်အလဲကောင်ဒီချွန်နေတဲ့ point တွေကိုအထက်မဲ့ချီကိုချိတ်မယ်နောက်တစ်ခါဒီတစ်ခေါက်ကြတော့ဘဲဘက်ကိုbranch ကရောက်သွားပြီဆိုတော့ဘယ်ဘက်က point တွေကိုပြန်ထိုးမယ်ခုနအတိုင်းလေးပဲပေါ့နော်စက်တိုက်ကလေးထိုးသွားလိုက်မယ်ဆိုရင်အမတို့လိုချင်တဲ့ feather stitch design လေးရပါပြီနော်